选择。ဘာလဲဖွင့်နေတာတော့ယူရီးယားဒန်ဆာတွေများအောင်းမေးနေလားမသိဘူးအငိမ့်ကမှာအငိမ့်ကတာခွန်းအောင်နဲ့မစားဘဲနဲ့ဘာလီလာဖွင့်နေလဲမသိဘူးပြောလို့လားမလုပ်တော့နော်ငါတို့ကဖွင့်ရင်ငါတို့ကကမှာပဲစင်မော်ရောက်နေပြီပြောတာမဟုတ်ဘူးအဲ့တချင်ကလို့ကောင်းတယ်ဘာဖြစ်ဟေးကြော်ရေးပြောင်းလဲလာတဲ့ဒီချိန်ခါဟုတ်ပါဗျာဟုတ်ပါအကောင်းဆက်လာတဲ့ပြည်မြန်မာတို့မြန်မာလူငယ်ပေါင်းအားလည်းတော့တောင်းစုတွေဖြာကောင်းလိုက်တာဗျာခွတ်တောင်းလေးဟယ်လိုနော်ကျွန်တော်တို့မြန်မာပြည်ရဲ့ကောင်းသောပြောင်းလဲခြင်းတွေတိုးတက်ခြင်းတွေအတွက်ကိုကျွန်တော်တို့မြန်မာပြည်ထဲကပြည်သူတွေတင်မဟုတ်ပါဘူးကဘာအနှံ့ပြားမှာရှိရဲကျွန်တော်တို့ရဲ့ရွှေမြန်မာတွေကဝိုင်းပြီးတော့စုမုံတွေတောင်းလိုက်ရတာနော်ဟုတ်ပါတယ်ဗျာအဲ့တော့ကျွန်တော်ဆက်မယ်ဗျဆက်ပါဦးကောင်းမှုအမွေအမေပေးတာကအားလည်းလေဗျာကောင်းမှုအမွေအမေပေးတာကဒုက္ခတွေခဏမေ့အောင်လို့ဟုတ်ပါဗျာဟုတ်ကဲ့ပါဗျာဒုက္ခတွေတိုးနေတို့ရေအားလည်းလေဗျာနော်ကောင်းမှုတွေမေ့ပေးလိုက်တော့ငါတို့အခုဒုက္ခတွေတိုးတော့မယ်ကွာဟုတ်တယ်ဗျာဒါလေးကိုပြောချင်တာစာနဲ့ပင်နဲ့ပြောတာဟုတ်ပါဗျာအမှန်လေဗျာအမှန်တကယ်ပြောင်းဝင်ရပြီမို့တို့ရဲ့ညီမတွေတီထွင်ဖန်တီးနိုင်ခဲ့ပြီဟုတ်ပါဗျာပြန်လာပါရွှေမြမတို့ရဲ့တို့မေတို့မြေကမျောလာပြီကဲဒါဒီဘက်နိုင်ငံမှာအလုပ်တွေလာလုပ်နေကြတယ်ဟုတ်တယ်နေ့တည်းကလည်းကြာနေပြီဆိုတော့ဝေးရောက်နေတဲ့မြန်မာတွေကိုကျွန်တော်တို့အမေကတို့ပြေတို့မေကမျောလာပြီဆိုတော့လေးစာချုပ်ပေချုပ်လေးနဲ့ပြောသွားတာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကိုချင်းပြောမိအချိန်မှာဟုတ်ပါဗျာဟုတ်ကဲ့ဗျာပြောရမိအချိန်မှာဘာလဲတော့ဟာဖြစ်တော့ကိုနေရာကိုပြန်ကြစီဘူးဟုတ်ပါဗျာကျွန်တော်တို့နေစီအဖွဲ့ကစိတ်ပြောစရာအကောင်းမျောလို့ဟုတ်ကဲ့ဖိတ်ခေါ်ပါကြောင်းအဓိပ္ပာယ်ရှိလိုက်တာဗျာအဓိပ္ပာယ်ရှိတယ်အင်မတန်ပြည့်စုံတဲ့ခွန်းတောက်လေးဗျာဟုတ်ပါဗျာအချိန်ခါနဲ့လိပ်ဖက်ပေတယ်ဗျာမှန်တာပေါ့ဗျာနော်ခွန်းတောက်လေးကကောင်းလုံးလို့ဗျာတကယ်ပြောတာကျွန်တော်ဒီခွန်းတောက်လေးကြက်နေတဲ့အချိန်မှာစောစောကသမင်းစားတာသမင်းထဲမှာစိတ်မရှိဘူးသမင်းထဲမှာစိတ်မရှိဘူးဟုတ်တယ်ဗျာဒီနေ့စိတ်ရောက်ဟင်းထဲရောက်နေလို့ငယ်ကြီးမကြနဲ့ဟုတ်တယ်လေငယ်ကြီးမကြနဲ့ကျက်စီသမင်းဝယ်လာတော့ငါဖွင့်လဲကိုပြောင်းပြန်ဆိုတော့အသားမပါဘူးတင်လို့တက်လို့တယ်ပြောနေရသေးတယ်ချက်စီသမင်းကိုဘူးပြောင်းမြန်ဖွင့်ပြီးတော့သနာရှာနေလာတွေ့တဲ့လူကျွန်တော်တက်လို့မစားဘူးတဲ့ကျက်စီသမင်းမှာဆိုမှတက်လို့ရှိမလားပောက်ကရလျှောက်ပြောမနေနဲ့ဟုတ်တယ်ခွန်းနောက်ကတကယ်အတိတ်ပဲရှိတာရှင်းပါဦးအဲ့ခွန်းနောက်လေးကြက်တော့ညဆိုကျွန်တော်အိတ်တောင်မပြောဘူးဘာဖြစ်လို့လဲအဲကွန်ပြက်နေလို့မင်းကလည်းအဲခွန်းနောက်ကြားတဲ့အချိန်မှာထွန်းထွန်းကမင်းတို့လူဘာမှတော့ဖြစ်တော့ရှော့ရိုက်သွားမပြောပါနဲ့ရှော့ရိုက်သွားတာပါဇက်အဟောင်းသားဘယ်လိုဖြစ်လို့လဲပါဇက်အဟောင်းသားသမင်းစားရင်ငါယူစုတာပောက်ရတယ်မျိုးပောက်ရတယ်မျိုးနဲ့အခုငါတို့လာကတာနော်ဟုတ်တယ်ကျွန်တော်တို့ထိုင်းနိုင်ငံမှာလာကရတာဟုတ်ပါတယ်ကျွန်တော်တို့အခုမြန်မာပြည်တွင်းကလူတွေနဲ့အခုလိုဒီနေ့ကံမှာဆုံတွေ့ရတာအင်မတန်ဝမ်းသာဖို့ကောင်းတယ်ကောင်းတာပေါ့ဗျာမင်္ဂလာရှိတာပေါ့ဗျာတကယ်လည်းဝမ်းသာဖို့ကောင်းပါတယ်သူတို့ဟိုဟာပရိသတ်တွေလည်းအရင်ပြောကြတယ်ပြောတယ်ဟုတ်တယ်ပရိသတ်တွေပြောပါတယ်ဆိုမှကျွန်တော်တို့လည်းပြောတာပေါ့ပြောတာပေါ့ကျွန်တော်တို့တကယ်ပြောတာပါကျွန်တော်တကယ်ပီတိဖြစ်ပါတယ်ပြောလဲပြောပါတယ်ပရိသတ်ပြောတယ်ဆိုလို့ပြောအောင်မယ်ကွာအားရလေဗျ
ကျွန်တော်လေငွေစရောက်တဲ့အချိန်ပေါ့နော်လေငွေကစတယ်ကျွန်တော်လာကြိုကြတယ် ကြိုတယ်လေ နင်းစီမန်းစီလေးတွေနဲ့တန်းကုန်းလေးတွေနဲ့အဲ့မှာလေမြန်မာမလေးတွေ မြန်မာမလေးတွေ အရင်ရန်ကုန်မှာမြန်မာပြည်မှာနဲ့မတူတော့ဘူး ဘာဖြစ်လဲ ပြောင်းလဲသွား ဘာလို့ပြောင်းလဲသွား တော်တော်ပြောင်းလဲသွားတာ ပြောင်းလဲ ဒီကိုရောက်လာတဲ့ အဲ ဒီကိုရောက်လာတဲ့မြန်မာမလေး ဘာဖြစ် အခန်းပါပါလေးနဲ့ ဟာလည်းမလေး တင်းပြောတတ်လာတယ်နော် ဟာအတင်းနေပြောရလာတာလေ ပြောတတ်လာတယ် ဘာပြောလဲဘာပြောလဲ ပြောတယ်ပြောတယ်မင်းတို့အကြောင်းတွေအကုန်ပါတယ် ဟာ ငါနားနဲ့ဆက်ဆက်ကြ ပြောတယ်ပြော အဲ့တော့ကျွန်တော်မသိလိုက်ဘူးဗါလေ ဆက်ဆက်ဦးဆုံးကိုချက် ငါ့ကိုပြောတာ ကိုချက်အရင်ထွက်သွားတယ်လေ အေးငါအချက်ထွက်သွား ကျွန်တော်တို့ကမှ luggage တွေကျွန်တော်စောင့်နေတဲ့အချိန် အေးလေ ထွက်သွားတဲ့အချိန်မှာကိုချက်နောက်ကကျွန်တော်ရှိတယ် အော်အေး အဲ့ကောင်မလေးအဲ့ကောင်မ